ကိုချစ်လို့သူမချစ်ရင်လောကမှာအချစ်ဆိုတာကတူညီနေဖို့ဆိုတာကရခဲ့တယ်သူကကြာတိဆောက်ရတဲ့အရာမျိုးလူတစ်ယောက်နဲ့တစ်ယောက်နဲ့နားလည်မှုပေါ့နားလည်မှုနဲ့တိဆောက်ရတဲ့အရာမျိုးအခုမှတွေ့တဲ့သူတစ်ယောက်ကိုသူချစ်တယ်လို့ကိုချစ်တယ်လို့သူချစ်ဖို့ဆိုတာမဖြစ်နိုင်ဘူးသူ့မှာလည်းကာလရှည်ကြာတော့အတွေ့အကြုံတွေနဲ့ကာလရှည်ကြာတော့တတ်တစ်လျှောက်မှာတွေ့ခဲ့တဲ့သူတွေအများကြီးကိုလည်းဒီတိုင်းပဲကိုယ့်ရဲ့ကာလရှည်ကြာတော့တတ်တစ်လျှောက်ကိုတွေ့ခဲ့တဲ့သူတွေအများကြီးတွေ့ခဲ့တဲ့သူတွေတဲမှာကိုတန်ရောစင်ပို့တွေ့တဲ့သူတွေရှိမယ်ဒါပဲကိုခင်တဲ့သူတွေရှိတယ်အများကြီးအခုမှတွေ့တဲ့သူချင်းတော့သူ့ကိုလည်းသူတယောက်တည်းကိုပဲချစ်ဖို့ကိုတယောက်တည်းကိုပဲချစ်ဖို့ဆိုမဖြစ်နိုင်တဲ့အခါကျတော့ဖြစ်တော့ဖြစ်တယ်ရှားတယ်ပေါ့အဲ့ဖြစ်ခဲ့လေရှိတော့လည်းပဲဒါဝမ်းသာစရာပဲတကယ်လို့ကိုချစ်တယ်လို့သူမချစ်ရင်ခံစားမလားဒါကိုဘုန်းကြီးတို့စဉ်းစားကြည့်အောင်အဲ့တော့အရှင်းဆုံးကတော့ဘုန်းကြီးပထမဆုံးပြောချင်တာကတော့ကိုချစ်လာရင်လားပြန်ချစ်လိုက်ပါလို့ပဲပြောချင်တယ်ဘုန်းကြီးကတော့လူတွေကိုလိုက်ပြီးတော့နှိမ်ချစ်လိုက်တာမရှိဘူးငယ်တည်းကမရှိဘူးဆိုတာချစ်တယ်ပူလောင်တဲ့အတွက်ကြောင့်မလို့စားကိုကနေစားပြီးတော့သွားပြီးတော့ချစ်တယ်ဆိုတဲ့အရာမျိုးမဖြစ်အောင်ပေါ့ငကိုလေးကထိန်းနေသူကချစ်လာပြီဆိုရင်သူကိုဘယ်လောက်ချစ်တယ်လဲဒါကိုကြည့်ရင်လည်းကိုကသူ့ကိုနားလဲလာတဲ့အခါမှာကိုပြန်ချစ်ပေးလိုက်တယ်အဲ့ဒီအခါမှာလည်းပဲကိုပြန်ချစ်ကိုပိုလဲချစ်လာတော့သူကကိုမချစ်တော့ပြန်ဘူးဆိုတာမျိုးကြုံမှတက်တယ်အဲ့လိုမျိုးဆိုဘယ်လိုနေမလဲကိုချစ်တယ်သူကမချစ်ဘူးဘယ်လိုခံစားမလဲအားခံစားနေပါလားအားခံစားနေတော့ကိုယ်ပဲဒုက္ခရောက်တာပဲရှိတာပေါ့သူကကိုယ်မချစ်ဘူးဆိုရင်လူစိတ်ဆိုတာအဲ့လိုအများရန်ပြောင်းလဲသွားနေတာသူမချစ်ဘူးဆိုတာသူမချစ်နိုင်တော့လို့မချစ်တာလေလူဆိုတာစိတ်ကုံတတ်တယ်စိတ်ကုံကိုတခုခုစိတ်ကုံသွားလို့နေမှာပေါ့ဒါမှမဟုတ်ရင်ကိုယ့်တက်ကိုပြီးစိတ်ဝင်စားစရာတခုခုပေါ်လာလို့နေမှာပေါ့အဲ့ခါမျိုးမှာကိုသူ့ကိုအပြစ်တွေတင်မလားကိုသူ့ကိုအလုပ်တွေပေါ်တာပေါ့စိတ်ဆင်းရဲအောင်လေသူ့ကိုသွားလုပ်မလားနဘူးနဇာတွေလုပ်မလားစဉ်းစားကြည့်အဲ့နဘုံနဇာတွေသွားလှုပ်တယ်စစ်စင်းရဲအောင်လည်းသွားလှုပ်တယ်ကြကြောင်တွေသွားကြတယ်ဆိုရင်ပို့ဆိုးသွားလိုက်ပြီးပို့ဝေးသွားလို့အဲ့တော့နေနေတော့အတူနေတဲ့ကာလလေးမှာပြောအောင်လေပါကိုချစ်တယ်လို့သူမချစ်တော့ဘူးဆိုရင်မခံစားနဲ့သူမချစ်တော့ဘူးဆိုလို့ရှိရင်ဒါပြန်ပြုပြင်လို့မရကိုလည်းကိုသိတယ်လေသူများကိုချစ်မယ်လူတွေချစ်ကြမှာတချို့လူတွေချစ်ကြမယ်ပေါ့ဒါပေမဲ့ကိုလူတိုင်းကိုပြန်ချစ်လို့မရဘူးဆိုတော့ကိုလည်းသိတယ်အဲ့တော့သူ့ဘက်ကနေကိုချစ်လို့မရလို့မချစ်တော့တာဆိုလို့ရှိရင်မခံစားနဲ့တော့လှုပ်ပေးလိုက်သွားပါစေသူသွားချင်တယ်လို့သွားပါစေအဲ့တော့ကိုချစ်တယ်လို့ဆိုတာပေါ်လာအောင်ပါအဲ့တော့ဒီတယောက်မှဒီတယောက်ပဲဆိုတဲ့ပုံစံမျိုးနဲ့နေမယ်ဆိုရင်တော့ခံစားပြီးတော့ကိုထိုင်နေကိုခံပဲကိုခံစားခြင်းလို့အဲ့ဒီစိတ်ဓာတ်မွေးထားတာဘယ်သူမှလည်းမတနာဘူးဘယ်သူမှလည်းရင်ဖွင့်မနေနဲ့တော့မတနာဘူးဘုန်းကြီးကိုရင်လာဖွင့်တယ်မတနာဘူးဘုန်းကြီးပြောသလိုနေမယ်ဆိုလို့ရှိရင်တော့ငါပေးတဲ့အချမ်းမှားပါလို့ပဲဆိုပြီးတနာရင်တနာအောင်မယ်တော့ဘုန်းကြီးတတတစ်လျှောက်ကတော့ကိုချစ်လို့ပြန်မချစ်ဘူးဆိုတဲ့သူမျိုးပြောရရင်တော့ဘုန်းကြီးကတော့ဘယ်လိုမျိုးလဲအဖြစ်မခံခဲ့တဲ့အတွက်ကြောင့်မကြုံဘူးတကယ်လို့စိတ်ဓာတ်ကလည်းပဲတနာပြင်မဲ့လို့စိတ်ဓာတ်ကတော့ထားတာကကိုချစ်တဲ့နဲ့ပြန်မချစ်ဘူးပေါ့နော်ကိုပြုံးပြလို့ပြန်ပြုံးမပြဘူးဆိုရင်တော့ဘယ်တော့မှပြုံးမပြတော့ကိုချစ်တဲ့နဲ့သူမချစ်ဘူးဆိုပို့ဆိုးသွားမှာပေါ့ဒါအဲ့ပုံစံမျိုးနဲ့နေရတယ်ဒီတော့မှလူတွေပြန်တန်ဖိုးထားတာကိုသိပြီးတော့သူမျက်နှာပြောင်းသွားလဲဘာဖြစ်လို့လဲလိုက်ပြီးမေးမယ်သူကိုမချစ်တော့လည်းဘာဖြစ်လို့လဲဘာဖြစ်လို့မချစ်တော့တာလဲလိုက်မေးအဲ့တော့မှရောင်တက်တာအဲ့တော့မှပို့ဆိုးတာမလုံနဲ့လွတ်ထားလိုက်လို့လွတ်ထားနိုင်တဲ့တတိကိုရောက်အောင်မွေးမဟုတ်ရင်ကိုယ့်ဘာသာကိုခံစားနေတာတယောက်တည်းကခံစားပြီးတော့ထပ်ပေါက်မရှိဘူးသူ့မှာလည်းရင်ဖွင့်မနေနဲ့ဟိုဘက်ကလူကပြန်လဲချက်လာမှလည်းမဟုတ်ဘူးအဲ့ဒီပုံစံမျိုးကိုနားလဲထားလူတယောက်ကစိတ်ကုန်သွားပြီဆိုလို့ရှိရင်ပြန်လှည့်လာဖို့ခင်းရင်လည်းလှည့်လာရင်လည်းငကိုလိုမဖြစ်တော့အဲ့ဒါကိုသဘောပေါက်တာစိတ်ချမ်းသာခြင်းတော့စကြတဲ့ကိုကတိတ်ပြီးအလွန်ကြုံနေလိုက်ပြီးမချစ်နဲ့ပဲပြောချင်ပါတယ်အဲ့တော့ကိုချစ်လို့သူမချစ်တိုင်းနဲ့စိတ်မဆင်းရဲနဲ့ကိုချစ်လို့သူမချစ်ကိုလည်းမချစ်နဲ့တော့အဲ့လိုဒါဒီနေ့ကလွယ်လို့တခြားနည်းမရှိဘူးကိုချစ်လို့သူမချစ်ရှင်ကိုချစ်ရတဲ့သူမချစ်လို့ဆိုတော့ဟဲ့ပြန်ချစ်ပါပြောလို့မရတဲ့ကိစ္စမှမဟုတ်တာပြန်လဲစဉ်းစားကြည့်ကြအောင်လက်ဖွင့်ကြပြန်စဉ်းစားကြည့်သူမချစ်တော့ဘူးဆိုမချစ်တော့ကိုလည်းဒီတိုင်းပဲချစ်လို့မရတော့မချစ်တော့ဘူးပဲလေဒါဆိုတော့ကိုချစ်လို့သူမချစ်ဝမ်းမနေနဲ့စပ်ပြီးတော့ပြောစရာအနေထားကိုပြောင်းကိုပြောစေမဲ့လူနဲ့ပါရှာပြီးတော့ပေါင်းပြီးတော့ရအောင်ပေါ့ရှာခြင်းလဲရှာမရှာခြင်းလဲအေးနေတော့အဲ့နည်းနဲ့နေပါလို့ကိုကြီးပြောခြင်းလဲအေးခြင်းသလား
အေးကျင်တယ်ဆိုအဲ့နေတာနေမအေးကျင်တော့ကိုကျင်တယ်ကိုထိုင်တယ်ကိုကံပဲလို့ပြောချင်တယ်ခွင့်ရအဲ့တော့ကိုချစ်လို့သူမချစ်ရင်သူဘက်ကပြုနေတော့နေလိုက်ပါလှုပ်ပေးလိုက်ပါလို့ပြောချင်တယ်အားလုံးအေးကြပါစေ